ခဏလေးနားမလို့ပြောတော့မရဘူးမွေတာတွေ့တယ်မွေလိုက်ဘာလိုက်မွေနေမသိချင်Luckyသူ့မကြည့်ပဲဘာမှခိုးစားလို့မရအောင်နော်ပါဇက်အတန်မြည်ပြီးဆိုတာနဲ့သူလာပြီပြီးတော့ကျွတ်အတန်မြည်ပြီးဆိုတာနဲ့သူလာတယ်အစီမောက်ချလိုက်လို့အေးတွေ့လားပြန်ကြပြီတွေ့လားစကားပြောဆက်တပြက်ကုန်တော့မှာပဲအဲ့ဒါပန်တီကိုစားပြီးမပန်တီမရှိစီတီနဲ့ဒီမိုတီပဲရှိအဲ့ဒါတူပြန်မဆောင်တော့တော့ကိုစားအပန်တီနဲ့မရလို့ထားခဲ့တာနောက်တော့အိတ်သွားမွေဦးမှာအဲ့မှာတော့ပန်တီရှိတယ်နောက်တော့အိတ်သွားမွေအဲ့မှာပန်တီရှိတယ်အနက်ရချပြီးသူချပြီးတခိုးပြုတ်ကြည့်အောင်ဝေးအမှားတော့ပန်တီရှိဘယ်လိုလုပ်လဲကြည့်ကြနော်